တနမင်းရဲ့ရာစကားပြောဆိုမှုတွေရပ်တန့်သွားတဲ့အခါဘာတွေဆက်ဖြစ်လာမလဲအများအထင်တော့စီးပွားရေးစစ်ပွဲတွေစတင်လာတာပါပဲအခုလေအနောက်နိုင်ငံတွေကယူရှားကိုဖိအားပေးဖို့နီးပြူဟာတဲ့နှစ်ခုကိုတပြိုင်တည်းအသုံးပြုလာပါပြီဒီကိစ္စကကမ္ဘာစီးပွားရေးကိုတောင်ရိုက်ခတ်လာနိုင်တဲ့အခြေအနေမှာရှိပါတယ်ဒီတော့ဒီစစ်မျက်နှာနှစ်ခုကဘာတွေလဲဘလို့အလုံးလုံးတလဲဆိုတာကိုအတူတူကြည့်သွားကြရအောင်ပါလောလောလတ်လတ်မှာအမေရိကန်နဲ့ယူရှားခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲဖက်တင်းလိုက်တယ်ဆိုတဲ့သတင်းတပုတ်ထွက်လာခဲ့ပါတယ်။ဒါကသတင်းတပုတ်ဖက်လိုက်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူး။တကယ်တော့ဒါဟာအနောက်နိုင်ငံတွေရဲ့မဟာဗျူဟာတစ်ခုလုံးကွဲကော့သွားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဒီမူဝါဒအပြောင်းလဲကြီးကဘေးကနေဘလို့ဖြစ်လာတာလဲ။ဇလန်ကတော့အဲ့ဒီဖက်တင်းလိုက်တဲ့ထိပ်သီးဆွေးနွေးပွဲကနေစတာပါပဲ။သမ္မတထရမ့်ပြောသွားတဲ့စကားကိုချိလိုက်ရင်ကိုတီးတာပါတယ်။သူရဲ့စကားလုံးတွေထဲမှာစိတ်ဖြက်နေရကိုအတိုင်းထားမြင်နေရတယ်။အပြစ်ခတ်ရက်စဲရေးအတွက်ဘာဒုတက်မှုမှမရှိတာကိုအဓိကအကြောင်းပြချက်အဖြစ်သူထောက်ပြသွားခဲ့ပါတယ်။တနည်းပြောရရင်တော့စကားပြောတဲ့လမ်းကြောင်းကအဆုံးတက်သွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာပါပဲ။ဒီအပြောင်းလဲကသမ္မတထရန့်ရဲ့ပိတ်ဆို့မှုအပေါ်ထားတဲ့သဘောထားကိုတပ်ဖက်ချလဲပြောင်းပြန်လှန်လိုက်တယ်လို့ပါပဲ။အရင်တုန်းကတော့ဒီပိတ်ဆို့မှုတွေကအလုံးမဖြစ်ဘူးဆိုပြီးတန်တရားရှိခဲ့တဲ့သူကအခုကျတော့ဒါကိုပဲသူ့ရဲ့အဓိကလက်နက်လိုကင်သုံးလာတာဖြစ်ပါတယ်။ကဲစီဝါရေးစစ်ပွဲရဲ့ထမဆုံးစစ်မျက်နှာကိုတစ်ချက်ကြည့်လိုက်အောင်အမေရိကန်ရဲ့ပြမှတ်ကရှင်းရှင်းလေးပဲအဲ့ဒါကတော့ရုရှားစီဝါရေးရဲ့အထက်သွေးကြောဖြစ်တဲ့စွမ်းအင်ခန္ဓာပဲပေါ့။အမေရိကန်ရဲ့ပိတ်ဆို့မှုအသစ်တွေကတိတ်တဲ့မမတ်ပြမှတ်ထားလိုက်တာကတော့ရုရှားရဲ့အဓိကစွမ်းအင်ကုမ္ပဏီကြီးနှစ်ခုပါတခုကနိုင်ငံတော်ကတိုက်ရိုက်ပိုင်တဲ့ Rosneft ဖြစ်ပြီးနောက်တစ်ခုကတော့ပိုဂလီကပိုင်ဖြစ်တဲ့ Lukoil ဖြစ်ပါတယ်။ဘာလို့များတခြားကဏ္ဍတွေအများကြီးတွေကမှစွမ်းအင်ကဏ္ဍကိုပြတ်မှတ်ထားရတာလဲ။အကြောင်းရင်းကအချင်းချင်းလေးပဲယူရှားအစိုးရရဲ့ budget တစ်ခုလုံးမှာလေးပုံတစ်ပုံလောက်ကဒီကဏ္ဍခနေလာတာပါ။ဆိုတော့ဒီနေရာကိုတာထီထီမိမိကင်နိုင်ရင်ယူရှားအစိုးရရန်တရားတစ်ခုလုံးကိုလှုပ်ခါသွားစေနိုင်ပါလေ။ဒါပေမဲ့ဒီနေရာမှာအကြီးမားဆုံးမိခွန်းတစ်ခုရှိလာပြီအမေရိကန်ကပိတ်ဆို့လိုက်တာဟုတ်ပြီဒါပေမဲ့ရုရှားစီကရေနံနဲ့တဘာဝတန်ငွေအများဆုံးဝယ်နေတဲ့တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေကတော့ဒီပိတ်ဆို့မှုကိုတကယ်ပဲလိုက်နာကြပါမလားလက်ရှိအခြေအနေမှာတော့ယူရှားရဲ့အဓိကဝယ်လက်တွေရှိကတွန်းပြန်မှုတွေကတရုတ်တပေါက်ဖြစ်နေပါတယ်တရုတ်ကုမ္ပဏီတွေကဝယ်ယူမှုတွေကိုရပ်ဆိုင်းနိုင်တယ်လို့သတင်းတွေထွက်နေချိန်မှာအိန္ဒိယဘက်ကတော့သတင်းတွေကရှုပ်ထွေးနေတော့မှာပဲအဲဒီတော့ဒီပိတ်ဆို့မှုတွေတကယ်အောင်မြင်မလားဆိုတာကဒီနိုင်ငံတွေရဲ့တွန်းပြန်မှုအပေါ်မှာပဲမူတည်နေတော့တာပါအမေရိကန်ကယူရှားရဲ့ဝေငွေကိုတိုက်ခိုက်နေတဲ့အချိန်မှာအိုယိုဘသမကတော့နောက်ထပ်စစ်မျက်နှာတစ်ခုကိုဖွင့်လိုက်ပါတယ်သူတို့ရဲ့နီလန်ကနည်းနည်းပို့ပြီးတော့ခေါင်းစားရတဲ့တကြိမ်ထဲမှာပဲအငင်မွားစားထင်းနိုင်တဲ့နီလန်တစ်ခုပါဒါကတော့ထိန်းချုပ်ထားတဲ့ယူရှားပိုင်ဆိုင်မှုတွေကိုအသုံးချမဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီနေရာမှာတစ်ခုတတိထောက်ဖို့လိုပါမယ်EU ကယူရှားရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းမယ်လို့ပြောနေတာမဟုတ်ဘူးနော်အဲ့ဒီပိုင်ဆိုင်မှုတွေရဲ့မူရင်းငွေကိုမထိပဲအဲ့ဒီကနေထွက်လာမယ့်အတိုးအမြတ်ကိုပဲယူကရိန်းကိုချေးငွေပေးဖို့အာမခံအနေနဲ့သုံးမဲ့အစီအစဉ်မှာပြီးတော့ဒီစီစဉ်ကနေတဆင့်ပေးမဲ့ငွေပါမှာအမာနာကလည်းနန်းနော်မဟုတ်ပါဘူးယူရိုဘီလီယံ90နဲ့10မှာလည်းဒီတောင်ရှိနိုင်တယ်လို့ဆိုရတယ်ကဲဒီဟာကနည်းနည်းတော့ချုပ်ထွေးတယ်ဒါပေမဲ့အဆင့်ဆင့်ကြည့်သွားရအောင်အထူးကတော့ရုရှားပိုင်ဆိုင်မှုရဲ့ငွေရင်းကိုမထီပဲအဲ့ဒီကနေနှစ်စင်ထွက်လာမဲ့အတိုးအမြတ်တွေကိုကြိုတင်ယူသုံးပြီးယူကရိန်းကိုချေးငွေထုတ်ပေးတာပါတနည်းပြောရင်ဥပဒေရဲ့ကန့်သက်ချက်တွေကြားကနေလမ်းကြောင်းရှာပြီးအတုံးချတဲ့နီးပြူဟာတခုပေါ့ဒါပေမဲ့ဒီလိုစံသက်တဲ့အစီအစဉ်တိုင်းမှာစွန့်စားရတဲ့အပိုင်းတွေလည်းရှိတာကိုအထူးမေခွန်းထုတ်เสียဖြစ်လာတာကဒီအစီအစဉ်ကတကယ်ပဲဥပဒေနဲ့မြည်တဲ့လားပြီးတော့ဒီလိုလုပ်ရမျိုးကနိုင်ငံတကာမှာ EU ရဲ့ဂုဏ်သိက္ခာကိုထိထိုက်စေနိုင်မလားနိုင်ငံတကာဥပဒေမှာရှင်းလင်းတဲ့အစီတစ်ခုတားထားတာရှိပါတယ်။အဲ့ဒါကတော့ထိန်းချုပ်ထားတဲ့ပိုင်ဆိုင်မှုကနေရလာတဲ့အတိုးမြတ်ကိုတော့သုံးစွဲခွင့်ရှိတယ်။ဒါပေမဲ့ပိုင်ဆိုင်မှုရဲ့မူရင်းငွေကိုတော့လုံးဝထိပါခွင့်မရှိဘူးဆိုတာပါပဲ။ဥပမာပြောရရင်ပေါ့ဗျာ။တစ်ပင်တစ်ပင်ကထွက်တဲ့အသီးပွင့်တွေကိုတော့ခူးစားလို့ရတယ်။ဒါပေမဲ့တစ်ပင်ကြီးကိုတော့ခုတ်လဲပိုင်ခွင့်မရှိဘူးဆိုတဲ့သဘောမျိုးပါပဲ။ဘယ်လောက်တောင်စွန့်စားရများတယ်လဲဆိုရင်ပညာရှင်တွေကဒါဟာခိုးတာနဲ့အတူတူပဲလို့မြင်ခံရနိုင်တယ်။အဲ့လိုဖြစ်လာရင် EU ရဲ့ကမ္ဘာဗန္ဒာရေးလောကမှာရှိတဲ့ယုံကြည်ကိုးစားမှုတွေအကုန်ပျက်စီးသွားနိုင်တယ်လို့သတိပေးနေကြတာပါ။ကဲဒါဆိုရင်တစ်ဖက်ကအမေရိကန်ရဲ့တိုက်ရိုက်ပိတ်ဆို့မှုနောက်တစ်ဖက်က EU ရဲ့ငွေကြေးပိုင်းဆိုင်ရာဖိအားပေးမှုဒီစစ်မျက်နှာနှစ်ခုပေါင်းပြီးတော့ယူရှားကိုတကယ်ပဲဒုက္ခရောက်စေနိုင်မလားအဲ့ဒါကအားလုံးသိချင်တဲ့မေးခွန်းပါပဲယူရှားဘက်ကတော့ပြန်တုံ့ပြန်တာရှင်းရှင်းလေးပဲ
သူတို့ကဒီလိုပိတ်ဆို့မှုတွေကိုခံနိုင်ရရှိပြီးသားဒါမျိုးတွေကသူတို့အတွက်အထူးစားမဟုတ်တော့ဘူးလို့ပြောပါလေ ဒီစစ်မျက်နှာကြီးနှစ်ခုအပြင်အခြားဖိအားပေးမှုတွေလည်းရှိပါသေးတယ်။ EU ကပိတ်ဆို့မှုအထောက်အဖို့အသစ်တွေထပ်ထုတ်တာဆွီဒင်လိုနိုင်ငံကယူကရိန်းကိုတိုက်လျင်ပြီးပေးအပ်တာမျိုးတွေကလည်းယူရှာအပဖိအားတွေကိုပိုတိုးစေပါပဲ။နောက်ဆုံးမှာတော့ဒါဟာတကယ်ကိုအားပြိုင်မှုကြီးတစ်ခုပါပဲ။တစ်ဖက်မှာကပိတ်ဆို့မှုတွေကိုကြမ်းကြမ်းခံနေတဲ့ယူရုရှားရဲ့စီးပွားရေးနောက်တစ်ဖက်မှာကတော့နီးလန်ပေါင်းစုံနဲ့ဖိအားပေးနေတဲ့အနောက်နိုင်ငံတွေရဲ့ညီညွတ်မှုဒီစီးပွားရေးစစ်ပွဲအဆုံးသက်ကဘယ်လိုဖြစ်လာမလဲဆိုတာကပဲလာမယ့်ကမ္ဘာနိုင်ငံရဲ့အခင်းကျင်းကိုဖုံဖော်သွားတော့မှာပါ